မြအဖွားကြီးဘဘာဝန်ကာဆိုတဲ့ဘေဒီဟော့ကိန်းပေါ့နော်ထုတ်ထားတာဒီမှန်ပြီးလို့ပြောလဲရတာပေါ့ဖြစ်တော့ဒီအခု2025မှာသူဟောထားတာပေါ့နော်2025မှာပြင်ပဂျူသားနဲ့လူတို့ရဲ့ကဘာတဲ့လူသားတွေနဲ့အဆက်တော်လုံးမယ်လို့သူကပြောထားတော့ဒီ2025မှာပြီးတော့ငလျင်ဘေးတွေပါကြုံမယ်ဆိုတာသူဟော့ကိန်းထုတ်ထားတာပေါ့နော်အဲ့ဒီဟော့ကိန်းကတကယ်ဖြစ်ပျက်နေပြီလို့ထင်နေတယ်နော်ဘာဖြစ်လဲဆိုတော့အခုဒီတရက်နေ့အတွင်းမှာဒီ NASA ကုမ္ပဏီကတည်င်းတစ်ခုထုတ်တယ်ပေါ့နော်ဒီ NASA ကုမ္ပဏီကဒီသိပ္ပံပညာရှင်တွေသူတို့ဒီကဘာပြင်ကလေ့လာရေးမှာသူတို့ဒီတခြားသောယူတစ်ခုကိုဒီကာဗွန်ဆိုတဲ့ဒီဓာတ်တွေရှိရင်ဒီတက်ရှိတတဝရှိတယ်လို့သူတို့ယူဆရတယ်ပေါ့နော်ပြီးတော့ဒီဂျိုသားလားဒါမှမဟုတ်ရင်ဒီတက်ရှိတတဝနေထိုင်လို့ရတဲ့ယူတစ်ခုလို့သူတို့တုံးတတ်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီကာဗွန်ဆိုတဲ့ဒီဓာတ်ငွေ့ရှိတဲ့အတွက်ကြောင့်မို့အဲ့ဒီဓာတ်ငွေ့ကိုရှိတဲ့အဲ့ဒီဓာတ်ငွေ့ရှိတဲ့အကြောင်းကိုဘယ်လိုလုပ်သိလဲဆိုတော့သူတို့ဂျိုဒုဆလောင်းကင်မရာနဲ့ရိုက်တယ်ပေါ့နော်ရိုက်ပြီးတော့အမှသူတို့အချက်လက်တွေယူပြီးတော့ဒီ NASA ကုမ္ပဏီနာကသိပ္ပံပညာရှင်ကိုပြန်ပို့တယ်ပေါ့နော်အဲ့ဒါပို့တဲ့အချက်လက်ကိုသူတို့ပြန်သုံးသပ်ပြီးတော့ဒါတတဝါရှိနိုင်တယ်ဆိုပြီးတော့ပေါ့နော်တတဝါဆိုတာဂျိုသားလို့လည်းခေါ်လဲရတာပေါ့နော်ပြင်ပကဘာကဂျိုလူသားတွေလည်းပြောလဲရတာပေါ့နော်လူတော့မဟုတ်တော့တတဝါကွာတတဝါဆိုတာလူလည်းဖြစ်ရင်ဖြစ်မယ်သို့မဟုတ်ဒီတလိ္ဆန်တို့ဒါမှမဟုတ်အကောင်ကောင်ကွာအဲ့လိုမျိုးတက်ရှိနေထိုင်တဲ့တတဝါတွေရှိလောက်တယ်ဆိုပြီးတော့သူတို့ကသုံးသပ်တာပေါ့နော်ဒါပေမဲ့အခုသူတို့လေးလာရေးလုပ်နေပါတယ်အဲ့ဒီလုံနဲ့လေးလာရေးမှာအခုသူတို့တည်င်းထုတ်ပြန်တာပေါ့နော်ဒီထုတ်ပြန်တဲ့တည်င်းမှာအခုကြီးတည်င်းဌာနတိုင်းမှာဖြန့်တာပေါ့နော်ဒီတည်င်းကိုဒီဂျိုသားနဲ့ပတ်သက်ပြီးတော့ဂျိုသားလို့တော့မဟုတ်ဘူးအသက်ရှိထင်ရှားတဲ့ဒီတတဝါလို့သူတို့ပြောတာပေါ့နော်တတဝါဆိုတာဘယ်လိုတတဝါလဲဒါမှမဟုတ်ဂျိုသားလားဒါမှမဟုတ်ရင်ဒီအကောင်လားတလိ္ဆန်လိုမျိုးအကောင်ကိုတတဝါမျိုးလားပေါ့နော်အဲ့လိုမျိုးနေထိုင်လို့ရတယ်ပေါ့နော်အဲ့ဂျိုထဲမှာနေထိုင်လို့ရတဲ့အတွက်ကြောင့်မို့ဘယ်လိုတတဝါလဲအခုသူတို့လေ့လာနေတယ်ဒါပေမဲ့အဲ့ဒီနေရာကိုသွားဖို့လွယ်နဲ့သွားလို့မရပါဘူးအဲ့ဒီနေရာကိုသွားဖို့ဒုက္ခပါတွင်းကထုတ်တတ်ဒီဂျိုဒူးတွေပေါ့နော်သွားတာဒီဓာတ်စီပြောမှဆိုကလူစကားနဲ့ပြောမှဆိုဓာတ်စီမလောက်ကွာဓာတ်စီမမီကွာသူရဆွမ်းရင်ဓာတ်စီပေါ့နော်သူရဆွမ်းရင်ဓာတ်ဂတ်မီပေါ့နော်သူရဆွမ်းရင်ဓာတ်မီကအရောက်ထိမသွားနိုင်ပေါ့နော်အဲ့ဒီကိုရောက်ဖို့ကဒီလန်တော့မှာပဲစွမ်းရည်တွေကုန်တော့ဆက်သွားလို့မရတော့ဘူးအဲ့ကြောင့်မို့သူတို့မသွားဘဲနဲ့အဲ့ဒီဂျိုဒုဆလောင်းကင်မရာနဲ့သူတို့ရိုက်ပြီးတော့အချက်လက်တွေယူတော့ဒီသိပ္ပံပညာရှင်တွေတုံးတတ်တယ်ပေါ့နော်အဲ့ကြောင့်မို့အခုဘဘာဝန်ကမျက်မြင်ဖွားကြီးဟောထားတဲ့ဗီဒီယိုမှန်ပေါ့နော်2025မှာဒီပြင်ပဂျိုသားတွေနဲ့လူနဲ့ဆက်သွယ်လုပ်မယ်တဲ့ပြီးတော့ငလျင်တွေလုပ်မယ်တရုတ်ကတော့ဒီကဘာမှာဒုတိယစီးပွားရေးနေရပေါ့နော်ကဘာမှာဒုတိယအဆင့်ရောက်အောင်ပေါ့နော်ဒုတိယကတော့တရုတ်စီးပွားရေးပိုင်းမှာကဘာအဆင့်နံပါတ်1မှာရှိတယ်ပေါ့နော်တရုတ်ကပြီးတော့ချမ်းသာတဲ့နိုင်ငံနီးပြီးကတိုးတက်မဲ့နိုင်ငံမျိုးလဲပါတယ်ပေါ့နော်အဲ့ဒီထဲမှာသူတို့ဟောကြားတယ်ပေါ့နော်အဲ့ဒီဘဘာဝန်ကမမြင်ဖွားကြီးကသူဟောထားတဲ့ဒီဟောကိန်းတွေအကုန်လုံးကတပုံကြီးရှိတယ်ပေါ့နော်စာအုပ်ထဲမှာအခုကျွန်တော်ပြောတာတချို့အပိုက်တွေပဲရှိတယ်ပေါ့နော်အကုန်လုံးတော့ကျွန်တော်မပြောနိုင်သေးဘူးပေါ့နော်ကျွန်တော်ပြောနိုင်တဲ့လောက်ကတော့ကျွန်တော်လေးလာလို့အခုဘာကြောင့်လေးလာတော့ဒီတိုက်ဆိုင်မှုရှိလို့ကျွန်တော်ဒီဘဘာဝန်ကမမြင်ဖွားကြီးဟောတဲ့ဒီဘေးဒင်ကိုကျွန်တော်နားထောင်ပဲကျွန်တော်ပြန်လာပြီးတော့ရှင်းပြတာပေါ့နော်ဒီမတိတဲ့လူတွေအတွက်ပေါ့နော်